ကျွန်တော်ဇနီးနဲ့ကျွန်တော်ချွေးမရဲ့အမေကမြစ်ထဲတစ်ပြိုင်နက်တည်းပြုတ်ကျသွားပေမဲ့ကျွန်တော်သားကချမ်းသာတဲ့မိန်းမရဲ့အမေကိုကယ်တင်ဖို့ရွေးချယ်ခဲ့ပြီးကျွန်တော်ဇနီးကိုရေထဲမှာရုန်းကန်နေစေခဲ့ပါတယ်ကျွန်တော်ချွေးမရဲ့အမေကိုကမ်းပေါ်ဆွဲတင်ပြီးတဲ့နောက်မှာသူကချက်ချင်းပဲအရေးပေါ်ကူတာမှုပေးခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်ဇနီးရဲ့ခြေထောက်ကရေပင်တွေနဲ့တင်းတင်းကြပ်ကြပ်ညှိနေခဲ့ပါတယ်သူမလုံးဝလွတ်မြောက်နိုင်ခြင်းမရှိပါဘူးဒါပေမဲ့ကျွန်တော်သားကသတိလစ်နေတဲ့ချွေးမရဲ့အမေကိုဆေးရုံကိုခေါ်သွားဖို့အလင်းစလိုလုပ်နေပါတယ်ကျွန်တော်မြေကမ်းနားကိုရောက်တဲ့အခါကျွန်တော်ဇနီးကရေထဲမှာပဲရှိနေသေးတယ်ဆိုတာသိလိုက်ရပါတယ်သူ့ကိုရှာဖို့အပြေးလွှားသွားခဲ့ပေမဲ့နောက်ကျသွားပါပြီရေပေါ်မှာပေါ်လုံးမျောနေတဲ့ဖက်နှက်တရံကိုလိုက်ရှာရင်းသတိလစ်နေတဲ့ကျွန်တော်ဇနီးကိုတွေ့ခဲ့ပါတယ်ကျွန်တော်သားကိုရှာဖို့ကမ်းပေါ်ကိုအပြေးလွှားတက်ပြီးသူ့အမေကိုပါဆေးရုံကိုခေါ်သွားဖို့တောင်းပန်ခဲ့ပါတယ်ကျွန်တော်စကားမဆုံးခင်မှာပဲကျွန်တော်ချွေးမရဲ့အမေကထိတ်လန့်နေပြီးနှလုံးအားနေနေတယ်လို့ပြောပါတယ်ဆေးရုံကိုချက်ချင်းသွားရမယ်လို့ပြောပါတယ်ကျွန်တော်သားကကျွန်တော်လက်ကိုအေးဆက်ဆက်ဆွဲဖြုတ်ပြီးထွက်သွားခဲ့ပါတယ်ကျွန်တော်ဇနီးကိုဆေးရုံပို့တဲ့အချိန်မှာဘာမှမတတ်နိုင်တော့ဘူးဝမ်းနည်းပူဆွေးမှုတွေပြည့်နေနေချိန်မှာပဲဆေးရုံဒါရိုက်တာကရှောက်လာခဲ့တယ်နှလုံးအစားထိုးကူဖို့အတွက်စောင့်နေတဲ့လူနာတစ်ယောက်ရှိပြီးကျွန်တော်ဇနီးကတင့်တော်တယ်လို့သူပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်ဘာမှမစဉ်းစားမိဘူးသဘောတူညီချက်မှာလက်မှတ်ထိုးလိုက်တယ်အနည်းဆုံးတော့သူမတယောက်ကိုကူညီပေးနိုင်ခဲ့တယ်လို့ဖြေသိမ့်ပြီးနောက်ပိုင်းမှာ VIP ဆောင်တစ်ခုကိုဖျက်သွားတယ်ကျွန်တော်သားကသူ့ရောက်ခမကိုဂယုတစိုက်ပြုစုနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ဒေါသတွေထွက်သွားတယ်သူ့အမေဆုံးသွားပြီလို့ပြောတော့မလို့ပဲဒါပေမဲ့ကျွန်တော်ချွေးမကသူ့ကိုထပ်ခေါ်သွားတယ်သူ့အမေကိုနှလုံးစစ်ဆေးဖို့ခေါ်သွားရမယ်လို့သူမကပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်ဇနီးရဲ့နှလုံးသားအဲ့ဒါကကူညီပေးမဲ့သူဟာတကယ်တော့သူ့ရောက်ခမဖြစ်နေမှန်းရုတ်တရက်သဘောပေါက်လိုက်တယ်ထွက်သွားခင်မှာကျွန်တော်ကိုစိတ်ပြေအောင်လုပ်ပေးဖို့ကျွန်တော်သားကဒေါ်လာ4,000ထုတ်ယူကျွန်တော်စီပေးလိုက်တယ်ကျွန်တော်သူ့မျက်နှာကိုပြန်ပစ်ပေါက်လိုက်တယ်ကျွန်တော်သားကမနှက်ဖြန်သူ့အမေစီသွားလိုက်မယ်လို့ကတိပေးလိုက်တယ်ကျွန်တော်စိတ်လျှော့ပြီးနောက်ဆုံးခွင့်ရေးတစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပေမဲ့မမျှော်လင့်ပဲသူ့ရောက်ခမအတွက်ခွဲစိတ်မှုကိုရုတ်တရက်စောစီးစွာရွှေ့လိုက်ရပြီးကျွန်တော်သားကိုပြန်ခေါ်လိုက်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်လုံးဝစိတ်တက်ကြသွားခဲ့တယ်ကျွန်တော်ဇနီးရဲ့ဇာပနာကိုတယောက်တည်းကင်တွယ်ခဲ့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်သားကခွဲစိတ်ခန်းအပြင်ဘက်မှာကျွန်တော်ဇနီးရဲ့နှလုံးကိုသူ့ရောက်ခမကိုအစားထိုးပေးဖို့စောင့်နေတယ်ခွဲစိတ်မှုပြီးဆုံးသွားတဲ့အခါသူနာပြုတွေစကားပြောနေတာကိုသူကြားသွားပြီးတခုခုမားနေတယ်လို့ခံစားလာရတယ်သူအယူလိုအိမ်ပြန်ပြေးတယ်တကားကိုတွန်းဖွင့်လိုက်တာနဲ့ကျွန်တော်ဇနီးရဲ့အောက်မေ့ဘွယ်ဓာတ်ပုံကိုတွေ့လိုက်ရတယ်ကျွန်တော်ကအဲ့ဒီဓာတ်ပုံပေးမှာမတ်တက်ရက်ပြီးရင်ဘတ်ထဲမှာလုံးဝထုံကျင်နေတယ်